ဇက်ကငင်းချင်းကြီးပြောပြီးလက်ကနောက်ကျောကိုဓာတ်နဲ့ထိုးတတ်တဲ့လှည့်ပြားခြင်းခင်းမှာသင်ဘလို့ရှင်သန်မလဲနေ့စဉ်ဝိပုခြင်းလင်းပြဧပြီလ8ရက်ဗုဒ္ဓဟူးနေ့2026လှည့်ပြားခြင်းနဲ့ပျက်စီးသောအမျိုးနယ်အတွက်ငိုကြွေးခြင်းအဓိကချက်ယေရမိနာဂတိကျမ်းမှာခွန်အားစရာများအပိုင်း25ဖတ်ရန်ကျမ်းချက်ယေရမိနာဂတိကျမ်းခန်းကြီး9ခန်းငယ်1မှ10ငါ၏လူမျိုးတို့သမီးနှင့်ဆိုင်သောအသေးကောင်များတွေငါသည်နေ့ညမပြတ်ငိုရမည်ကြောင်းငါဦးကောင်းသည်ရေသက်သက်ငါမျက်စိတို့သည်မျက်ရည်ထွက်သောစံဖြစ်ပါစေသောငါသည်ငါ၏လူမျိုးကိုစွန့်၍ထွက်သွားနိုင်အောင်တော၌တဲစခန်းရှိပါစေသောအကြောင်းမူကားထိုသူပေါင်းတို့သည်သူ့မယားကိုပြစ်မှားသောသူသစ္စာပြတ်သောအစည်းဝေးဖြစ်ကြ၏သူတို့သည်မိမိတို့ရှာတီးဟုသောလေးကိုမှုသားနှင့်တင်ကြ၏သစ္စာတရားကိုအမိမပြုဘဲမြေကြီးပေါ်မှာလူကြီးဖြစ်ကြ၏အကယ်စင်စစ်ဆိုးသောအမှုပေါ်မှာဆိုးသောမှုကိုထပ်၍ပြုကြ၏ငါကိုလည်းမတိမမတ်ကြဟုထာဝရဘုရားမိန့်တော်မူ၏လူတိုင်းမိမိအပေါင်းဖော်ကိုသတိပြုလောမိမိညီကိုမယုံကြနှင့်ညီကိုတိုင်းမိမိညီကိုအရာကိုဆက်လူယူမည်အပေါင်းဖော်ရှိသမျှတို့သည်သူ့အသေးကိုဖျက်မြဲဖျက်ကြလိမ့်မည်အပေါင်းဖော်ရှိသမျှတို့သည်တယောက်ကိုတယောက်လှည့်စားကြလိမ့်မည်သစ္စာစကားကိုမပြောဘဲမှုသာစကားကိုပြောခြင်းကမိမိတို့ရှာကိုသွန်သင်ကြပြီမတရားသောမှုကိုပြုသောအားဖြင့်ကိုပင်ပန်းစေကြပြီသင်၏နေရာသည်မှုသာအရ၌ရှိ၏အယက်သားတို့သည်မှုသာကြောင့်ငါကိုမသိလိုဟုထာဝရဘုရားမိန့်တော်မူ၏တို့ဖြစ်၍ကောင်းကင်ဘုရားရှင်ထာဝရဘုရားမိန့်တော်မူသည်ကားငါသည်သူတို့ကိုအရေးကြို၍စုံစမ်းမည်သို့မဟုတ်ငါ၏လူမျိုးတို့သမီး၌ဘယ်သို့ငါပြုရမည်နည်းသူတို့ရှာသည်သေစေတတ်သောမြားဖြစ်၏ပရိယေစကားကိုပြောတတ်၏အပေါင်းဖော်ခြင်းတို့သည်နှုတ်ဖြင့်လောကဝိစကားကိုပြော၍နှလုံးဖြင့်ချောင်းမြောင်းတတ်ကြ၏ထိုသို့သောပြစ်တို့ကိုငါမစစ်ကြောဘဲနေရမည်လောထိုသို့သောမျိုးကိုဒဏ်ပေး၍ငါစိတ်ချင့်ရဲမပြေဘဲနေရမည်လောဟုထာဝရဘုရားမိန့်တော်မူ၏တောင်များတွင်မြင်များတို့အတွက်ငါသည်ငိုကြွေးမြည်တမ်းခြင်းကိုပြုရမည်ထိုရက်တို့၌မီးလောင်သောကြောင့်လူသည်မလျှောက်မသွားရသိုးနွားမြည်တမ်းကိုမကြားရမိုးကောင်းကင်ကဲ့နှင့်သားရဲတို့သည်ထွက်ပြေးရကြပြီယေရမိမြည်တမ်းစကားခန်းကြီး3ခန်းငယ်48နဲ့49ငါ၏လူမျိုးတို့သမီးပျက်စီးသောကြောင့်ငါမျက်စိသည်မြစ်ရည်ဖြစ်၍စီးလျက်ရှိ၏ဒီနေရာမှာတော့ယေရမိရဲ့နှလုံးသားထဲကအလွန်နှက်ဆိုင်တဲ့နာကျင်မှုကိုတွေ့ရတယ်ပိုက်ငယ်1မှာငါကောင်းဟာရေသက်သက်ဖြစ်ပါစေငါမျက်စိဟာလည်းမျက်ရည်စမ်းဖြစ်ပါစေသောလို့အော်ဟစ်ငိုကြွေးခဲ့ရတယ်ကိုယ့်ရဲ့အမျိုးနွယ်စုဘေးဒုက္ခရောက်တဲ့အခါမှာမြင်တွေ့ရတဲ့ပရောဖက်တယောက်ရဲ့တကယ့်ကိုခံစားချက်ဖြစ်ပါတယ်တစ်ဖက်မှာလည်းဒီလူတွေရဲ့ဆိုးရုံမှုကြောင့်သူတို့နဲ့ဝေးတဲ့တောထဲမှာခိုနားစရာတစ်ခုရှိရင်ကောင်းမှာပဲလို့တောင်းတခဲ့ရပြန်ပါတယ်ဘာကြောင့်လဲဆိုတော့ပိုက်ငယ်3ကနေ6ထဲမှာပေါ်ပြထားတဲ့ဒီခေတ်ကလူရဲ့ခြင်းတွေဟာအလွန်ကိုကြောက်စရာကောင်းနေလို့ဖြစ်တယ်သူတို့ရဲ့ရှာဟာလေးလိုမျိုးတင်ပြီးတော့မှမှုသားစကားကိုပြောကြတယ်သစ္စာတရားအတွက်ရဲရင်ခြင်းမရှိဘူးဒုစရိုက်တစ်ခုပြီးတစ်ခုကိုကူးဆက်လှုပ်ဆောင်နေတယ်အဆိုးဆုံးကတော့ငါကိုမသိဘဲနေကြ၏လို့ထာဝရဘုရားဘက်ကမိန့်တော်မူတဲ့အချက်ပဲဖြစ်ပါတယ်ဒီနေရာမှာထာဝရဘုရားကိုမသိခြင်းဆိုတာဟာဘုရားရှိခိုးရှိမှန်းမသိတာကိုဆိုလိုတာမဟုတ်ဘူးဘုရားသခင်ရဲ့တန်ရှင်းခြင်းတရားမျှတခြင်းမေတ္တာတော်ကိုနှလုံးမသွင်းမိဘဲနဲ့ကိုယ့်လိုတိုင်းအသက်ရှင်နေတာကိုဆိုလိုခြင်းဖြစ်ပါတယ်ဖျားနဲ့မှန်ကန်တဲ့ဆက်သွယ်မှုသူတို့ဘက်ကမရှိတော့ဘူးဖျားကိုအပေါ်ယံပဲဆက်ဆံနေဆိုတဲ့ပုံစံမျိုးဖြစ်တယ်အဲ့ဒီတိုင်းပဲသူတို့ဟာတယောက်နဲ့တယောက်လည်းလှည့်ပြားကြတယ်ညီကိုချင်းတောင်မှမယုံရတော့ဘူးသူရဲ့ရှာဟာသေစီတက်တဲ့မြားနဲ့တူတယ်လို့တင်စားထားတယ်နှုတ်ကတော့တဲ့ငြိမ်းချမ်းခြင်းအကြောင်းကိုပြောနေပေမဲ့နှလုံးသားကတော့ထောင်ချောက်ဆင်ဖို့ကြံစီနေတဲ့ပုံစံမျိုးဖြစ်ပါတယ်ဒီကနေ့ခေတ်ကျွန်တော်တို့ကာလနဲ့လည်းအလွန်တူနေတယ်လှည့်ပြားခြင်းမှုသားပြောခြင်းနဲ့ကိုကြိုးရှာခြင်းတွေဟာကျွန်တော်လူဖွဲ့စည်းမှာနေရာတိုင်းမှာပြန့်နှံ့နေတယ်ယေရမိကဒီအခြေအနေကိုကြည့်ပြီးတော့မှမျက်ရည်ကျခဲ့တယ်ကျွန်တော်တက်တာမှာကကျွန်တော်ပတ်ဝန်းကျင်ကြီးပျက်စီးယိုယွင်းနေတဲ့အတွက်ယေရမိလိုမျိုး
နာကျင်တဲ့နှလုံးသားရှိလားသခင်ရှုကတော့စိတ်မသာညှိတွားသောသူတို့သည်မင်္ဂလာရှိကြ၏လို့ဖော်ပြထားပါတယ်မတရားမှုကိုမတရားမှုလို့သိနေတာကဖြောင့်မတ်ခြင်းပါရမီကိုစာငတ်ခင်မွတ်ခြင်းလည်းဖြစ်ပါတယ်လူတွေရဲ့ပြစ်တွေအတွက်ဝမ်းနည်းနေတတ်ဖို့ကြေကွဲပြီးတော့မှဖျားရှိမှဝင်ချတတ်ဖို့ရန်အတွက်ကျွန်တော်ကိုခွန်အားပေးပါတယ်ပိုင်ငယ်ခုနှစ်မှာငါသည်သူတို့ကိုအရေးချိုပြီးတော့မှစမ်းသပ်မယ်လို့မိန့်တော်မူပါတယ်ဖျားသခင်ဟာလူမျိုးကိုအညိုးနဲ့ဖျက်ဆီးခြင်းတာမဟုတ်ဘူးတတ္တုကိုအရေးချိုပြီးတော့မှမကောင်းတဲ့အမိုက်တွေကိုဖယ်ရှားသလိုမျိုးသူတို့ထဲကမကောင်းတဲ့ညစ်ကြေးတွေကိုဖယ်ရှားပြီးတန့်ရှင်းစင်ကြယ်စေဖို့ဖြစ်ပါတယ်။ဘုရားသခင်ဟာတရားသဖြင့်ရှင်တဲ့ရှင်ဖြစ်တယ်လို့စင်ကြယ်စေခြင်းနဲ့ရှင်သခင်လည်းဖြစ်ပါတယ်။ဒါပေမဲ့အပြည့်ရဲ့အကျိုးဆက်ကတော့ရှောင်လွှဲလို့မရဘူး။ပိုက်ငယ်30မှာငိုကြွေးမြည်တွားတဲ့နေတောင်ပေါ်မှာရှိတဲ့စကြက်တွေပတ်ဝန်းကျင်တွေပါလောင်ကျွမ်းပြီးတော့မှလူသူကင်းမဲ့သွားတယ်ဆိုတာတွေ့ရပါတယ်။လူရဲ့ပြစ်ကြောင့်သဘာဝပတ်ဝန်းကျင်နဲ့မြေကြီးတောင်မှာပျက်စီးခြင်းကိုခံစားရတယ်ဆိုတာကိုတွေ့ရပါတယ်။ကျွန်တော်တို့ရဲ့နှုတ်ထွက်စကားတွေမှာသစ္စာရှိဖို့လိုတယ်။လှည့်ပြားခြင်းဟာဘုရားသခင်ဆက်ဆုပ်တဲ့အရာဖြစ်တယ်။ကျွန်တော်တို့ရဲ့ဆက်ဆံရေးတွေကိုပြန်လည်တည်ဆောက်ဖို့ရန်လိုတယ်။လူနဲ့လူကြားကဆက်ဆံရေးလူနဲ့ဖျားကြားကဆက်ဆံရေးကိုယ့်ရဲ့အတွင်းအဇာတသဘောနဲ့ဆက်ဆံရေးတွေကိုပြန်လည်တည်မြတ်ဖို့ရန်လိုသလိုကိုယ့်ရဲ့ကဘာမြေကြီးနဲ့ဆက်ဆံရေးကိုလည်းပြန်လည်တည်မြတ်ဖို့ရန်ပြုလုပ်ဖို့ရန်ဖြစ်ပါတယ်။ဆုတောင်းကြပါစို့။မြတ်တော်ရှင်ဖထာဝရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်တဲ့အတွက်ကိုရောကိုကျေးဇူးတင်ပါတယ်။ဒါမှမဟုတ်လူချင်းဆက်ဆံတဲ့အခါမှာကိုရောမကြိုက်တဲ့ပုံစံမျိုးဆက်ဆံပြီးခဲ့တဲ့ပုံစံမျိုးတွေရှိရင်လည်းကိုရောရှင်သွန်သင်ပါအပြစ်တွေအားနည်းချက်တွေရှိပါကလည်းခွင့်လွှတ်တော်မူပါလက်တော်သို့အနံပါတယ်ကိုရောမကြိုက်တဲ့ဆက်ဆံဆက်သွယ်မှုတွေတာမှုဘက်ကနေပြင်ဆင်နိုင်ဖို့ရန်တော့ကိုရောရှင်အလင်းပြပါလမ်းပြပါခွန်အားပေးပါကောင်းကြီးပေးပါမိမိလူမျိုးအတွက်ကိုကြွေးတတ်တော်သူတွေဝမ်းနည်းတတ်တော်သူတွေကိုယ်နဲ့ဆက်ဆိုင်တဲ့သူတွေရဲ့မှားယွင်းမှုတွေကိုကြည့်ပြီးတော့မှအာရဝမ်းသာနေတာမဟုတ်ဘဲနဲ့ဝမ်းနဲ့ပူဆွေးစွာဖြင့်ဖျားရှိကိုယူဆောင်လာတတ်တဲ့တတပါရှင်နဲ့တည်တည်ဖြစ်စေပါမည်အကြောင်းကောင်းကြီးပေးပါမြတ်ပြည်ကြီးကိုလည်းချမ်းသာခြင်းတက်လွတ်လပ်ခြင်းခွင့်ကိုမကြခင်ပြင်ဆင်ပေးပါမည်အကြောင်းသခင်ယေရှုခရစ်တော်ဖျား၏နာမတော်မြတ်ကိုမြည်ပြုလျက်နာခံဆုတောင်းကြပါရဖဖျားအာမင်